အားလုံးမင်္ဂလာပါအခုကျွန်တော်လုပ်ပြမယ့် lab တွေကတော့မနေ့ပိုင်းမှာကျွန်တော်တင်တဲ့ချိန်မှာတပည့်မတယောက်ကမေးတာပေါ့နော်သူ့ရဲ့ဖုန်းထဲမှာ Gmail ရှိတယ်အဲ Gmail ထဲမှာကိုကနေပြီးတော့သုံးတဲ့ခါကျတော့ကိုသုံးတဲ့အချိန်မှာတခြားလူကကို Gmail ရဲ့ပတ်သက်တဲ့အကောင့်သုံးလားမသုံးလားဆိုတော့ကိုကနေပြီးတော့သိချင်တယ်ပေါ့နော်သိချင်ဘယ်လိုဆက်ရမလဲဒီလမ်းလေးကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးလုပ်ဖို့လိုတာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ mail တွေကိုဝင်လိုက်ပေါ့နော်ကို mail တွေကိုဝင်လိုက်တယ်ဒါ Gmail တွေကိုကျွန်တော်ဝင်ထားတာဝင်သွားရင်ကျွန်တော်သွားမယ်ဒီလမ်းက mail ရနေပြီးတော့ manage your Google account တွေကိုကျွန်တော်ဝင်လိုက်လို့ရတယ်ဒီထဲမှာကျွန်တော်တို့က Google account နဲ့ပတ်သက်တဲ့ information တွေရှိတယ်ကိုယ့်ရဲ့ mail နဲ့ပတ်သက်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲ security ကိုဆက်သွားမယ်security ထဲမှာကျွန်တော်တို့နော် recent security activities ဆိုတာရှိပါတယ်အဲ့တော့ကိုအကောင့်ကိုဘယ်ချိန်မှာသုံးထားလဲဆိုတာကျွန်တော်တို့ review ပြန်လုပ်ရတာရှိပါတယ် review security activities ကိုနှိပ်လိုက်တဲ့အခါကျရင်ဘယ်နေ့ပေါ့နော်မတော်ကျွန်တော်တို့ကဇွန်လ2022ရက်နေ့ဒီနေ့ဆိုရင်ကျွန်တော်ဝင်ထားတဲ့နေရာပေါ့နော်ဘယ်နှစ်နာရီမှာဝင်ထားလဲဒီမှာကျွန်တော်တစ်ချက်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ဘယ် device ပေါ့နော်ဒီ device ဆိုရင် this device မှာဥပမာကျွန်တော်တို့ရဲ့အကောင့်ကကိုသုံးတာမှန်တယ်ဆိုရင် yes it was me ပေါ့နော်ဒါကျွန်တော်ဖြစ်ပါတယ်ဆိုတာကိုပြောလို့ရတယ်အကယ်၍များတာကိုသုံးတာမဟုတ်ရင် no secure account ဆိုရင်ကျွန်တော်ဒီ account ကနေပြန်ထွက်သွားမှာဖြစ်ပါတယ်ဒီ device ကနေထွက်သွားမှာဖြစ်တယ်ထိုနည်းတူတာပဲတခြားဘယ်နည်းဒီမှာကိုကဘယ်ဟာနဲ့သုံးထားလဲဆိုတာကိုကျွန်တော်ကဒီမှာဆက်လို့ရတယ်ဒါကတနည်းပေါ့နော်ဒါဒီလိုမျိုးဟာကိုယ့်ရဲ့ account မှာကိုသုံးထားတဲ့ device ကဆိုကျွန်တော်ဆိုဒီမှာ iPhone Pro Max ထဲမှာကျွန်တော်ရဲ့ဖုန်းထဲမှာသုံးထားခြင်းမှာပေါ်တယ်ဒါတွေကိုကျွန်တော်စစ်လို့ရတယ်ဒါတနည်းပါနောက်တနည်းကတော့ကျွန်တော်ဘယ်ကိုသွားလို့ရလဲဆိုရင်ကျွန်တော်တို့ကတစ်ခါကျွန်တော်ပြန်ပြပါမယ်အဲ့တော့ဘယ်ကိုသွားလို့ရလဲဆိုဒါကြီးကျွန်တော်ပိတ်လိုက်မယ်ပိတ်လိုက်ပြီးသွားရင်ကျွန်တော်တို့ Google ကျွန်တော် Google security checkup ဆိုတာရှိတယ်เนาะဒီတဲ့ကိုကျွန်တော်တို့ဝင်လိုက်ပါเนาะ security checkup တွေဝင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်เนาะကြည့်လို့ရတဲ့ဟာမှာ security checkup တွေမှာကျွန်တော်တို့ your device ဆိုတာမှာကိုသုံးထားတဲ့ device တွေကဘာ device တွေသုံးထားလဲဆိုတာမြင်ရမယ် example ပေါ့เนาะဥပမာတော့ Windows နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီမှာသုံးထားတယ်ဆို Chrome ဆိုတာပြောတယ်အလေးကိုနှိပ်လိုက်တဲ့အခါကျရင်သူကကျွန်တော်ရဲ့ device ကနာမည်ပေါ့เนาะ device ကဘယ်မှာသုံးထားလဲဘယ်ချိန်မှာသုံးထားလဲဒီ location နဲ့ပတ်သက်ပြီးတော့ determine ရကျွန်တော်တို့ just now အခုကျွန်တော်သုံးနေအထုံးတိတူတာအတိုင်းပဲကျွန်တော်တို့ကတခြား device တွေကျွန်တော်တို့စစ်လို့ရတယ် example ပြောမယ်ဆိုရင်ကျွန်တော်ရဲ့ phone ထဲမှာဝင်ထားတယ်ပေါ့နော်လွန်ခဲ့တဲ့နာရီမှာ iOS နဲ့ပတ်သက်ပြီးသုံးထားဒါလေးကိုနှိပ်လိုက်တဲ့အခါကျရင်သူကကျွန်တော်ဒီဖုန်းထဲမှာအကယ်၍များတာဒီကိုသုံးတဲ့ account ဒီဖုန်းကကိုယ့်ရဲ့ device မဟုတ်ဘူးတခြားလူကကိုယ့်ထဲဝင်ထားတယ်ဆိုရင် sign out ကိုနှိပ်လိုက်တဲ့အခါကျရင်ဒီ account တွေကနေပြီးဒီ device တွေကနေပြန်ထွက်သွားမှာဒီလိုနည်းအားဖြင့်ကိုယ့်ရဲ့ account ကတခြားလူသုံးထားလားမသုံးထားလားဆိုတာစစ်လို့ရတဲ့နည်းတိုင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပိတ်ကျွန်တော်ဗီဒီယိုထဲမှာပြောချင်တာကတော့အကယ်၍ဒီလိုမျိုးကိုယ့်ရဲ့ security ကိုကောင်းနေတယ်ပေါ့နော်ကိုယ့်ရဲ့ account security ကောင်းနေချင်ဘာလို့ဖို့လိုလဲဆိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့က two factor authentication လို့ခေါ်တယ်ပေါ့နော် account ကိုကျွန်တော်တို့က two step password ပေးထားလို့ရတယ်ဒါဆိုခဲ့ရင်ဥပမာ security ကိုတွားလိုက်မယ်တွားပြီးသွားရင်ကျွန်တော်တို့ဘာရှိလဲဆိုအောက်ထဲမှာကျွန်တော်တို့ရဲ့ဒီထဲမှာ two step verification ဆိုတာရှိဒါကို on ထားတယ်နော်ဒါကို on ထားလိုက်ရင်ခါကြရင်ကျွန်တော်တို့ကဖုန်းထဲမှာကိုယ့်အကောင့်မဝင်ချားအကောင့်ကိုဝင်ထားရင်တော့ကိုယ့်ကို notification တက်တယ် notification လိုက်ရင်ကိုကနေပြီး allow လုပ်မလား deny လုပ်မလားဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကရွေးချယ်လို့ရတာဖြစ်တယ်ဒါဆိုရင် security ဘက်ကကိုယ့်ဘက်ကပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့ကိုယ့်အကောင့်ကတခြားလူကသုံးလားမသုံးလားဆိုတာစစ်တဲ့နည်းလမ်းလေးကို device တွေ IP တွေကိုစစ်တဲ့နည်းလမ်းလေးကိုကျွန်တော်ရှင်းပြရဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆက်ပြပါမယ်ကျေးဇူးတင်ပါတယ်